ဒီကအိမ်ကနေပြီးတော့အောက်က basement သွားတာမဟုတ်ဖ ೇನೆ ပေါ့နော် level 2ကနေပြီးတော့ပုံမှန်အနေဆိုလို့ရှိရင်တော့ level 1ဖြစ်လိမ့်မယ်ဒီအိမ်ကတော့ level 2ကနေပြီးတော့ဆင်းပြီးတော့အပေါ်လမ်းကနေ Basca Gate တွေကိုသွားပြီးတော့မှတဆင်း MRT တွေအဲ့ Basca Gate တို့သွားတဲ့နေရာအထိကိုရိုက်ထားဖြစ်ပါတယ်ဒီဥစ္စာကတော့သူတို့ celebrate လုပ်တဲ့ဒီ party တို့ဘာတို့ပေါ့နော် Christmas party တို့ Deepavali တို့Chinese New Year တို့အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒီအဝိုင်းကြီးထဲမှာသူတို့အဲ့လိုမျိုးတွေ party ပွဲတွေလုပ်တယ်ပေါ့နော်ဒီ condo ထဲမှာရှိတဲ့လူတွေကိုဖိတ်ပြီးတော့အဲ့လိုမျိုးတွေလုပ်တယ်ဒီဥစ္စာလေးကဆိုလို့ရှိရင်ဒီ condo ထဲမှာရှိတဲ့ဘယ်နေရာတွေကိုတွားလို့ရတယ်ဆိုတာကိုအင်္ဂလိပ်လိုမျိုးများလေးနဲ့လာညွှန်ပေးထားတာဖြစ်ပါတယ်ဒီဥစ္စာတော့တန်ရှင်းရေးလုပ်ထားပါတော့သူတို့တလင်းဝင်နေတောင်မှပဲကွန်တိုထဲမှာအဲ့လိုမျိုးစပြားရင်းနဲ့ဆေးတာတို့ဘာလို့ရှိရပေါ့ဟိုဘက်ချိုးလေးတွေဝင်သွားလိုက်မယ်ဆိုရင်အပေါ်အကြောင်းလေးကနဲ့အပေါ်ရေကူကန်သွားတာပေါ့နော်ဒီဘေးကအခန်းတွေကတော့ game run တို့စာကြည့်ရိုင် run တို့ color okay run တို့ပြကြလို့ရှိရင် coffee set တွေလည်းရှိရပြီးကြလို့ရှင် function run နေပေါ့နော်function run နေဆိုတာဘယ်လိုမျိုးလဲမြန်မာဆိုလို့ရှိလို့ရှင်မွေးနေ့ပွဲတို့ဒီလိုမျိုးအထိတ်အမှတ်တစ်ခုခုပေါ့နော်ကြော့တာတို့ဘာလို့အဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှင်လဲအဲ့ဒီထဲမှာလုပ်တယ်ပေါ့နော်ဒီဥစ္စာလမ်းလျှောက်တဲ့တစ်လျှောက်ကိုပဲရိုက်ပြထားတာဖြစ်ပါတယ်ကွန်တိုပတ်လဲဆိုလို့ရှင်အကျဲကြီးပဲဓာတ်ပုံရိုက်ဆရာနေရလဲအများကြီးပဲရေကူးခံဆိုလို့ရှင်လဲကွန်တိုထဲမှာအများကြီးရှိရပေါ့နော်တစ်ခုနှစ်ခုမဟုတ်ဘဲနဲ့5 6ခု9ခုလောက်ကိုရှိတယ်အသေးတွေအကြီးတွေပေါ့နော်ရေကူးကန်အဲ့လိုအနှွေးတွေရောပါဒီထဲမှာ business run လည်းရှိတယ်အိမ်မှာအလုံးမလုံးချင်ဘူးရုံးဝင်လည်းမသွားချင်ဘူးအဲ့လိုမျိုးတယောက်ထက်လည်းအေးစစ်နေချင်မယ်ဆိုလို့ရှိရင်basement run business run တွေဒီစီးပွားရေးလုပ်တဲ့အခန်းတွေထဲမှာရှိရပါတော့ရေကူးကန်ကိုတစ်ခါထပ်ပြီးတော့တက်သွားတဲ့အခန်းတက်သွားတဲ့လမ်းပေါ့နော်ပြီးကြလို့ရှင်ရုပ်စာတော့ဟိုတစ်ခါဒီဘက်နားမှာပါလဲကွန်ပစ္စည်းရောင်းနေပေါ့နော်ကုန်းချုပ်တော့ဘာလို့ရောင်းနေဆိုင်နေရှိမယ်စေးကနေရှိမယ်ပြကြလို့ရှင်အဝိရှော့ဆက်တို့အလှပြင်တို့လက်သေးနီဆိုရာတို့စပင်ဆိုင်တို့တရုတ်ရိုးရာအဲ့လိုအနှိတ်ခမ်းပေါ့တရုတ်ရိုးရာစေးကန်တို့ပြကြလို့ရှင်ဒီကုမ္ပဏီရဲ့ဒီလုပ်တဲ့သူတွေဒီ company မဟုတ်ဘူးเนาะဒီ condo ကြီးမှာအလုပ်လုပ်တဲ့ management အဲ့လို management အခန်းတွေလည်းရှိရ manager ခန်းတွေပေါ့နော်သူတို့စီးပွားရေးလုပ်တဲ့ office လည်းရှိတယ်ဟိုမှာ Basca လာပါပြီအဲ့ဒီ Basca နဲ့စီးပြီးတော့ MRT ကိုသွားလို့ရတယ်လို့အရှိရ gate ပေါက်ကနေထွက်ပြီးတော့ကြာလို့ရှိလို့ရှင်လည်း MRT စီးလို့ရပါတယ်ဒီဥစ္စာ